ဆိုရင်ဟိုပါမုတ်ဖုတ်ဆက်မရှိတဲ့လူတွေအတွက်ပေါ့နော်ပါမုတ်မီးကင်ဒါကိုဒေပြားကြီးကိုတင်ပြီးတော့ကင်လိုက်တယ်ကင်ပြီးတော့လူမျိုးထောပတ်မမွေးလေးတုပ်လိုက်တဲ့အခါကျတော့အရန်ရတာရှိတယ်မီးကင်ထောပတ်တုပ်လေးရပြီပေါ့နော်ပါမုတ်မီးကင်ဆက်မရှိဘူးဆိုရင်ပေါ့နော်မနက်စာကိုပါမုတ်မီးကင်လေးစားကြည့်မယ်ဆိုရင်လုံးမယ်ဆိုရင်ပါမုတ်ကိုဒေပြားကြီးမီးကင်တယ်အမေအစောကြီးစားအတွက်ဒီပါမုတ်လေးရနည်းညံ့ဒါကင်မှာပေါ့နော်ဒါပါမုတ်မီးကင်ဖို့အတွက်ပါမုတ်နဲ့အကုန်လှီးပြီးသွားပြီဒီမျိုးလေးတွေလှီးလေးလိုက်တယ်ပါမုတ်မီးကင်စမ်းမရှိလို့ပါမုတ်မီးကင်မစားရဘူးဆိုတာမဖြစ်စေရဘူးဘလို့အဆင်ပြေအောင်လုပ်မလဲပေါ့နော်အဲ့လိုမျိုးလေးလုပ်စားကြမယ်ဒီလိုမျိုးလေးကင်နေဒီမှာဒီလိုလေးတွေလိုက်တဲ့ချိန်မှာဒါလေးတွေကမမတင်းတင်းလေးအဲ့လိုလေးဖြစ်သွားတယ်လိုလေးကင်ထားမယ်အဲဆိုအကုန်အဆင်ပြေတယ်အဲ့လိုပဲအိမ်မှာတော့အဲ့လိုမျိုးပဲဘယ်ဟာမဆိုကိုစားကျင်တာကိုအဆင်ပြေအောင်အဲ့လိုလှုပ်စားတာဒီလိုမျိုးလေးဖြစ်သွားပြီအခုဒါလေးဆိုရင်ဒါရပြီဒါလေးကိုဆက်ပြီးတော့ဟိုလန်ဒီလန်လန်လိုက်မယ်တူးမှဆိုလို့လေအိမ်မှာတော့အဲ့လိုမျိုးလှုပ်စားပြတယ်ဒါပြကျင်လို့ပေါ့နော်ဒါပြကျင်လို့ဒီလိုမျိုးလေးလှုပ်ပြတာဟိုဒါလေးဆိုရင်တော်တော်လေးကိုဒီလိုလေးအပေါ်ရန်ကြောလေးကတင်းပြီးတော့အနက်လေးရတယ်ပိုးကြိုင်းတာအဲ့ဒါနဲ့တော့တူသွားဒီပမုတ်ထောပတ်တုပ်ဖို့အတွက်ဒါထောပတ်ကလေဘာဝယ်ထားလာလဲဆိုဓာတ်မောက်ချက်ဖို့အိမ်မှာထောပတ်ထမင်းချက်စားဖို့ဆိုအဲ့လိုမျိုးလေးပေါ့နော်နည်းနည်းပေါ့နော်ဒါဆို30သားအဲ့လိုလေးဝယ်ထားတဲ့ဟာနဲ့လုပ်မယ်ဒါထောပတ်အစ်စ်နဲ့ပဲတုပ်စားမယ်ဟိုပါလေထောပတ်အတူလေမခန်းလို့ဘာလို့အဲ့လိုဟာကြီးမစားချင်လို့ဒါထောပတ်အစ်စ်လေးနဲ့တုပ်စားမှာပေါ့နော်ဒါဆိုထောပတ်တုပ်ဖို့အတွက်ထောပတ်တွေကလေတော်တော်အောင်ခဲနေဒါရေကတက်တာလေးမှာလေတော်တော်ကြာပြီပေါ့နော်ထည့်ထားတာအဲ့ဒါတုပ်လိုက်တော့မယ်ဒီထောပတ်အစ်စ်လေးနေကြတော့တော်တော်လေးကိုရတာရှိတယ်တုပ်စားရတာလေထောပတ်ကအရန်ကိုခဲနေထောပတ်ကိုပျော်အောင်လုပ်ဖို့အချိန်မရှိတော့ဘူးအဲ့ဒါဒီမှာတုပ်ရင်းနဲ့ပဲပျော်အောင်လုပ်လိုက်တော့မယ်ကိုယ်မှာတော့ဇွန်းနဲ့ပဲလုပ်လိုက်တယ်ဒီမှာဒါဆိုထောပတ်တွေရတယ်မခဲနေမပြောဘူးဒီဘက်ကိုထိုင်းနဲ့ပြောလိုက်ဒီမှာလေးပါထောပတ်တွေဒါဆိုရင်တော်တော်လေးကိုမှုရထောပတ်နံ့လေးရလေထောပတ်အစ်စ်ဆိုတော့သူကြားလေးနည်းနည်းဖြူမှာပေါ့နော်ကြားလေးနည်းနည်းဖြူလိုက်မယ်အချိုကြီးတွေဒါမစားချင်လို့ကြားအောင်နည်းနည်းပဲဖြူတယ်ပြီးတော့မှအဲ့နှစ်ခုကိုအုပ်လိုက်မယ်ဒါဆိုရင်ပါမုတ်ထောပတ်တုပ်လေးပေါ့နော်တစ်ခုရပါတယ်ပြီးနောက်ဟာလည်းဆက်ပြီးတော့ဒီအောင်ဆက်လုပ်ပါပေါ့နော်
ဘက်ကအရန်ခဲနေလို့ပြရတာအဆင်မပြေဘူးဖြစ်နေဒါဆိုတုတ်ပြီးသွားပြီပါမုတ်မီးခင်စက်မရှိတဲ့လူတွေအတွက်ဆိုရင်ဒါလေးတွေကအဆင်ပြေတယ်ညံရှိတယ်လို့ပေါ့နော်လောက်ရတာဒါဆိုရင်တခိုက်စာလေးညှပ်ပေးလိုက်မယ်အမေကသွားမရှိတော့ဘူးလေမရှိတော့တဲ့ခါကျတော့မစွဲနိုင်ဘူးအဲ့လိုမျိုးဒီလိုလေးတခိုက်စာလေးလေသူလုပ်ပေးလိုက်မယ်မွေးကြင်ကြင်လေးနဲ့ပါမုတ်မီးခင်ထောပတ်တုပ်လေးရပြီပေါ့နော်